ကျွန်တော်တို့ဝိများသူမိတ်ဆွေများအတွက်ကမ်းခြေမှာပြေးနေရသလိုခံစားချက်ကိုရပါမယ်။ဂျင်ဆော့ပြီးရေကူးရင်လက်ဆက်တဲ့လေတုနဲ့တဘာဝကိုလည်းခံစားလို့ရလို့117နှစ်ထိတက်ရှည်ကျမ်းမာစီဖို့အမရာဘီရဲ့ Crown Tower ဖြစ်တဲ့ Tower 3ကိုရွေးချယ်ဝယ်ယူပါခင်ဗျာ။ခဏ3000မှစတင်ဝယ်ယူလို့ရမယ်အခန်းဖွဲ့စည်းပုံကိုကျွန်တော်တို့တွားရောက်လေ့လာကြည့်မယ်ခင်ဗျာရှောက်လန်ကလည်းတော်တော်ကြေတာပဲရန်ကောင်းနေဗျာဒါကတော့ကျွန်တော်စတူဒီယိုရုံးထဲကိုရောက်နေတာပါအခန်းတိုင်းကိုကျွန်တော်တို့ password key system ပါပါမယ်ကိုဝင်ချင်းမှာဆိုရင် video undercall လေးလည်းရှိပါတယ်ဒါက Asian ဘာတွေကြိုက်ကျန်ဝင်လာတဲ့ဒီပုံစံဖြစ်ပါတယ်ဒီမှာဆိုရင်ညှော့ဆွဲလေးပါတယ်နော်ဒီမှာသူ့ဘာလို့တက်ပစ္စည်းတွေထည့်လို့ရအောင်စီစဉ်ထားပါတယ်ဒီမှာအဲကန်လေးသူ့ဘာလို့ကြစ်လေးနဲ့ကျဲဝန်းတယ်တော်မှာပဲရှုပ်ကင်းဒီမှာတရားရှုပ်ကင်းပြင်မလာတွေအကုန်ကြောက်ကုန်ပြီဗျာရမ်းဖို့နေချင်းဆိုပဲကောင်းတာနော်အခန်းဖွဲ့စည်းပုံလေးရာကြစ်လေးနဲ့နေချင်းစပွဲလေးဗျာsquare feet 400အထိရှိတဲ့ studio room ကို3000မှစတင်ဝယ်လို့ရပြီး36လအထိငွေပေးချေမှုအရေးကြစနစ်နဲ့ဝယ်လို့ရောက်အောင်အမရာဘေးကွန်ဒိုမီနီယံနဲ့ joint partner ဖြစ်တဲ့ Union House မြန်မာမှာစီစဉ်ထားပါပြီခင်ဗျာအချိန်ခုတ်ခံပြီးဈေးစစ်စရာမလိုတဲ့တခိုးစင်းနဲ့ရောက်အောင်မိတ်ဆွေများအကျိုးရှိအောင်စီစဉ်ထားလို့095032256 09789307666ကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျာ